အားလုံးပဲမင်္ဂလာပါရန်ကုန်ဦးရကရောင်းဝယ်ရပါရှင်အခုကတော့ဒါညီမတို့စီမှာအရင်ရက်ကစီရင်ချက်ဝယ်ယူထားတဲ့ Suzuki ကားလေးအတွက်ငွေလာချေတဲ့မင်္ဂလာနေ့လေးဖြစ်ပါတယ်ရှင်ဒီကားလေးကတော့ညီမတို့ line မမတင်လဲရပါနဲ့စွတ်သွားတဲ့ကားလေးပါဝယ်ယူ update သွားတဲ့ကျေးဇူးတင်ပါတယ်နောက်ထပ်လေးကားလေးအများကြီးပိုင်ဆိုင်နိုင်ပါသည်စီးပွားရေးတွေလည်းအခုတက်မကတူတက်အောင်လုပ်ပေးနိုင်တဲ့ကားလေးဖြစ်ပါစေလို့ညီမတို့ဦးရကရောင်းဝယ်ကဆုတောင်းပေးပါတယ်ရှင်ညီမတို့အရင်ရက်ကတင်ထားတဲ့ကားလေးတွေ6စီးတဲ့ကမှညီမတို့စီမှာကားလေး2စီးကြံပါအောင်မယ်ကြံတဲ့ကားလေးကတော့ Mazda ကားလေးရဲ့ Mitsubishi Delivery Auto လေးရဲ့2စီးကြံပါအောင်မယ်ရှင်ပစ်ကတ်ထဲကလူချင်းမားရေးဆိုတဲ့မိတ်ဆွေတွေအနေနဲ့ကတော့300အောက်188သိန်းပဲခေါ်ထားတဲ့ Mazda ကားလေးကြံပါအောင်မယ်ရှင်ဒီကားလေးအတွက်လည်းငွေစင်းအရေးကြအလဲထက်ကြတယ်လို့ဝယ်အားပေးလို့ရမှာပဲဖြစ်ပါတယ်။ Auto လေးကအမင်းများတော့ကြတော့လေ Auto လေးကတော့ Mitsubishi Delivery Auto လေးပဲကြံပါတော့ရရှင်။ဆိုတော့ကားလေးတဲ့အစ်စ်ထက်ရောက်လို့ရှိရင်လည်းညီမတို့ထပ်ပြီးတော့တင်ပေးပါမယ်။နော်ကားလေးတွေရောက်လဲဆိုပြီးတော့အမင်းများတဲ့အတွက်ကြောင့်မလို့ပေါ့နော်။စောင့်ကြည့်နေပေးကြတဲ့မိတ်ဆွေတွေကိုလည်းကျေးဇူးတင်ပါတယ်။ဆိုတော့အခုကတော့ဒါညီမတို့ဒီကားလေးကတော့ line မတင်လိုက်ရပါနဲ့ဆော့ဖြစ်သွားတဲ့ကားလေးပါရှင်။နော်ကြက်ရှိနေသေးတဲ့ကားလေးတွေကိုအရေးကြအလဲထက်ပေါ့နော်ကြိုက်တယ်လို့ဝယ်အားပေးလို့ရပါသေးတယ်ရှင်။နော်ဝယ်အားပေးသွားတဲ့ကားလေးကတော့ဒီကားလေးပါ Suzuki 2000 manual ကားလေးဖြစ်ပါရဲ့ရှင်နော်ကားလေးတွေကိုယုံယုံကြည်ကြည်နဲ့ဝယ်အပိကြတဲ့ထမင်းရှိတယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်ရှင်ညီမတို့စီမှာအရေးကြလေးတွေငွေချမ်းလေးတွေဝယ်အပိကျင်တဲ့မိတ်ဆွေတွေအနေနဲ့ကတော့ညီမတို့ရဲ့ရုံးခန်းလေးမှာလာပြီးတော့အသေးစိတ်လေးစုံစမ်းမြင်မြင်ပေးဖို့မြစ်တာရက်ခံပါတယ်ရှင်အရေးကြကပုံလို့တေချာအသေးစိတ်လေးပြောပြပေးရတာဖြစ်တဲ့အတွက်ကြောင့်မလို့ညီမတို့ရုံးခန်းလေးမှာလာပြီးတော့စုံစမ်းမြင်မြင်လို့ရပါတယ်ရှင်ညီမတို့ကတော့ရန်ကုန်မြောက်တကုံ34ရပ်ကွက်အုတ်ချုပ်ရီမိုးရုံအနီးမှာရှိပါတယ်ရှင်ဖုန်းနံပါတ်လေးကတော့3999119655လေးဦးရဲပါရှင်အားလုံးကျေးဇူးတင်ပါတယ်အားလုံးပဲတတ်တာပါ